ဒီနေ့ React ရဲ့ state အကြောင်းအရာလေးကိုလေ့လာကြည့်ကြမယ်နော်ဒီ React မှာ components တို့ prompts တို့ state တို့ဒီသုံးခုကတော့မဖြစ်မနေပေါ့သိထားတဲ့အရာတွေမှာပါပါတယ်နော်အဲ့တော့ state ကကြတော့ component တစ်ခုရဲ့အတွင်းထဲမှာရှိနေတဲ့ data ပေါ့ဒီထဲမှာတန်ဖိုးတွေကို changes လုပ်ပြီးတော့မှအသုံးပြုနိုင်တယ်state မှာတန်ဖိုးတွေ changes ဖြစ်သွားကြတယ်ဆိုလို့ရှိရင် UI မှာလည်း auto ပေါ့သူက update လုပ်သွားတယ်အဲ့တော့တန်ဖိုးတွေဒီ component မှာပေါ့တန်ဖိုးတွေကို changes လုပ်ပြီးတော့မှသုံးကျင်တယ်ဆိုလို့ရှိရင်တော့ state တိဆောက်ပြီးတော့မှတန်ဖိုးတွေကိုပြင်ပြီးသုံးလို့ရပါတယ်နော်အဲ့တော့ဒီ state တစ်ခုကိုတိဆောက်မယ်ဆိုလို့ရှိရင် React မှာရှိတဲ့ use state ကိုသုံးပြီးမှတန်ဖိုးတွေကို state ကိုတိဆောက်လို့ရပါတယ်နောက်တစ်ခုက set state ကတော့ React ကိုဒီ state ကိုပေါ့တန်ဖိုး changes လုပ်ပြီးမှ method လေးပေါ့နော်ဒီ method လေးတွေကိုအသုံးပြုပြီးတော့မှဒါ state ထဲမှာ data တွေကိုပြင်ပြီးတော့မှသုံးပြီးလို့ရပါတယ်ဥပမာဒီမှာဆိုရင် counter ဆိုတဲ့ function လေးပေါ့နော်ဒီ function ထဲမှာconstant အနေနဲ့ဒီမှာ array လေးတစ်ခုစောင့်ထားတယ်ပေါ့ count ရယ်နောက်တစ်ခုက set count ရယ်ဆိုတော့သူကဒီ use state ဆိုတဲ့ function လေးပေါ့ဒီ use state function React မှာရှိနေတဲ့ function ပေါ့ဒီ function က state တစ်ခုကိုသူကတိဆောက်ပေးတယ်ဒါဆိုအခုစောက်လိုက်တဲ့ state ဒီတရားကောက်မယ်အဲ့တော့ဒီ count ဆိုတဲ့ state လေးကို use state ကိုသုံးပြီးမှစောက်လိုက်တယ်သူထဲမှာတန်ဖိုး initialize ပေါ့နော်0ဆိုတာလေးကိုထည့်ပေးလိုက်တယ်နောက်ဒီ array ထဲမှာဒုတိယတစ်ခု set count ကကြတော့ဒါ method ဒီ state count ကိုတန်ဖိုး changes လုပ်ပြီးမှ method လေးပေါ့နော်ဒါဆိုရင်ဒီ statement မှာပဲပေါ့ဒီ count ဆိုတဲ့ state တစ်ခုတိဆောက်ပြီးတော့တန်ဖိုးကို initialize လုပ်လိုက်တယ်ပေါ့နော်ပြီးရင်ဒီ counter ဆိုတဲ့ function တွေက return ဘာပြန်ပေးမှလဲဆိုရင် h2 dash နဲ့စောက်ထားတဲ့ count စာသားရဲ့နောက်မှာ count variable ပေါ့ဒီဟာ state လေးပေါ့ဒီ state ကိုသူကဒီထက်ကတန်ဖိုးကိုသူကရိုက်ပြမယ်ပေါ့နော်နောက်ဒီထဲမှာတန်ဖိုးကစပြီး run တဲ့ချိန်မှာတော့0ပေါ့နော်ဒီမှာ vector လေးတစ်ခုတိဆောက်ထားတယ် vector ကိုသူက on click ဆိုအဖန်လေးပေးလိုက်တယ်ဒီ on click ဖတ်ပေးလိုက်တဲ့ဆိုရင်လုံးမဲ့ကြောင်းရပေါ့နော်အဲ့တော့လုံးမဲ့ကြောင်းရကိုဒါဒီ TypeScript code ဒီမှာဝင်ရေးထားတဲ့အတွက်ကြောင့်မလို့ TypeScript code နဲ့ဒါ HTML ပေါ့နော် HTML tag ရဲ့အတွင်းထဲမှာဒီ program code ကိုရေးတော့မယ်ဒါဆိုရင်တော့ဒီမှာဆိုရင်တွန့်ဝင်ဖွင့်ပိတ်လေးနှစ်ခုသတ်မှတ်ပြီးတော့ရေးပေးရမယ်နော်အဲ့ဒီရဲ့အတွင်းထဲမှာဒါက arrow function လေးတစ်ခုတိဆောက်လိုက်တယ်ပေါ့ function တစ်ခုတိဆောက်လိုက်တာပေါ့နော်အဲ့တော့ဒီ function ရဲ့လုပ်ဆောင်ချက်ကို arrow လေးရဲ့ညာဘက်မှာရေးတာသူကတော့ဒီဘက်က state ကိုတန်ဖိုး changes လုပ်ပြီးမှ set count ဆိုတဲ့ function လို့ခေါ်တယ်ခေါ်ပြီးတော့မှ count ထဲမှာသူကတစ်တိုးတဲ့လုပ်ကိုဒီမှာရေးလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီ increase ဆိုတဲ့ pattern လေးပေါ့ click နှိပ်လိုက်တယ်ဆိုလို့ရှိရင် count ထဲမှာတစ်တိုးသွားမယ်အဲ့တော့တစ်တိုးတဲ့တန်ဖိုးလေးကို h2 dash ရဲ့နောက်မှာသူကရှိုက်ပြသွားမှာပေါ့နော်အဲ့တော့ဒီ function လေး counter ဆိုတာလေးကိုစောက်လိုက်တယ်စောက်ပြီးတော့ဒါကို export လုပ်လိုက်တာတခြား program တွေကနေခေါ်သုံးလို့ရအောင်လို့ပေါ့နော်အဲ့တော့ဒီနေရာမှာ count ကို state လို့မှတ်ထားပေးရမယ် use state ကကြတော့ဒီ state တစ်ခုကိုတိဆောက်ပြီးတော့တန်ဖိုး initialize လုပ်တယ်ပေါ့နော် set count ကကြတော့ state ထဲမှာတန်ဖိုးပေါ့တန်ဖိုးတွေကို changes လုပ်ပြီးမှဒါ update လုပ်တဲ့ function လေးပေါ့နော်ဒါလေးကိုသုံးကြည့်မယ်ဆိုလို့ရှိရင် f.tsx ဆိုတဲ့ဒါ main component file လေးပေါ့ဒီ file ထဲမှာ export လုပ်ထားတဲ့ counter ဆိုတဲ့ function လေးကို function f ရဲ့အတွင်းထဲမှာ return ရဲ့နောက်မှာပေါ့ကိုခေါ်သုံးမဲ့ export function လေးကို text လေးတိဆောက်ပြီးမှခေါ်သုံးရမယ်နော်ဒါက function အဲ့တော့ဒီ function ကို import လုပ်မယ်ဒီ function ဒီ components folder ရောက်က state ပေါ့ဒါ program ပေါ့နော်ဒါ TypeScript program လေးပေါ့ဒီထဲကနေပြီးမှခေါ်သုံးထားတဲ့ export function လေးဆိုတာ import မှာ function name ရဲ့နောက်တစ်ခါဒီ function ရှိနေတဲ့ program ရဲ့နာမည်လေးကိုအပေါ်မှာ import နဲ့ဖွင့်ပေးရပါမယ်နော်ကဲဒါဆိုရင်ဒါလေးကို run ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူက browser ပေါ်မှာ button လေးတစ်ခုပေါ်လာမယ်ပေါ်လာပြီးတော့ဆိုအဲ့ button လေးကို click နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကောက်ထဲမှာတစ်တိုးသွားလေးပေါ့နော် display ပြတော့ဒါလေးကို type ဒီ VS Code ထဲမှာ run ကြည့်မယ်နော်ဆိုရင်ဒါက state program လေးပေါ့နော်ဒီမှာ f.tsx ထဲမှာ counter export function လို့ဒီမှာသတ်မှတ်ထားရယ်နော်အဲ့တော့သူ့ကိုသုံးဖို့လို့တဲ့အပေါ်မှာ import နဲ့ခေါ်တင်ပေးရမယ်နော် BF program တွေကိုတာမန်နာမှာ run မယ်ဆိုရင် npm run ဆိုပြီးတော့မှ npm run dev ဆိုတာလေးကိုသုံးလိုက်မယ်နော်အဲ့လိုသုံးလိုက်တယ်ဆိုလို့ရှိရင်ဒါ React program ကြီးကို development server မှာခေါ်တင်ပြီးသွားပြီဒါ port နံပါတ်ထွက်လာပြီးသွားပြီဆိုရင်ဒီကနေ run မယ်ဆိုရင် control နဲ့ click ကိုနှိပ်လိုက်မယ်ပေါ့နော်
ဒါဆိုရင် browser ပေါ်မှာ10ရောက်သွားလိမ့်မယ်နော် browser ပေါ်မှာရောက်သွားပြီဆိုရင်ဒီမှာ count နဲ့မှာ0ဝင်တယ်မ increase ကိုနှိပ်လိုက်မယ်ဒီမှာဆို1နောက်ဆိုရင်နောက်တစ်ချက်နှိပ်လိုက်တယ်2ပေါ့ဒါ state ထဲမှာ data changes လုပ်သွားတဲ့ပေါ့နော် program လေးပေါ့ဒီအဲ့ဒါလေးကို run ကြည့်ကြပါအောင်ရှင်